အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ internet နဲ့ Google Chrome ရှိုံနဲ့တင်ကိုယ့်ဖုန်းပေါ်ကနေသချင်းတစ်ပုဒ်ကိုအလွယ်တကူလေးဖန်တီးပြသွားမှာဖြစ်ပါတယ်ဗျကဲဒါဆိုရင်တော့စကားတွေအများကြီးမပြောပဲစလိုက်ကြအောင်ဗျအရင်ဆုံးသချင်းမဖန်တီးခင်မှာမိတ်ဆွေတို့ဖန်တီးခြင်းတဲ့ music style ကိုရွေးချယ်ရပါမယ်ဥပမာ K-pop style လား country song style မျိုးလားဒါမှမဟုတ်ရင်အလွမ်းဆွေးသချင်းပုံစံမျိုးလားပေါ့လေအဲ့လိုပြောလိုက်လို့ music style တွေကိုမသိဘူးဆိုပြီးစိတ်ပူနေစရာမလိုပါဘူး YouTube ရှိရင်ကိုရပါပြီဗျအရင်ဆုံး YouTube ကိုဖွင့်ပါပြီးတော့ကိုကြိုက်တဲ့သချင်းတစ်ပုဒ်ကိုရွေးလိုက်ပါပြီးရင်တော့အဲ့ဒီသချင်းရဲ့ link ကို copy ယူလိုက်ပါပြီးရင်တော့ Google Chrome ကိုဖွင့်ပြီး Gemini လို့ရိုက်ရှာပြီးနှိပ်ဝဲလိုက်ပါပြီးရင်တော့ခုန copy ယူလိုက်တဲ့ YouTube video link ကို paste ချပါတခါတည်းမှာပဲကိုလိုချင်တဲ့သချင်းနဲ့ prompt ကိုဒီမှာကျွန်တော်ရေးပြသလိုမျိုးရေးပေးလိုက်ပါတူဒီမှာကျွန်တော်ရွေးလိုက်တဲ့သချင်းမဟုတ်ပဲတခြားသချင်းကိုမှားပြီးရွေးချယ်ထားတာသတိထားမိပါလိမ့်မယ်တကယ်လို့မိတ်ဆွေကတိတိကျကျခိုင်းချင်ရင်တော့သချင်းကို download ဆွဲပြီး MP3 file အဖြစ်အရင်ပြောင်းလဲပေးရပါမယ်တကယ်လို့ MP3 ကိုမပြောင်းတတ်ဘူးဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါဗျဗီဒီယိုရဲ့အဆုံးပိုင်းမှာကျွန်တော်လုပ်ပြထားပါမယ်ပြီးရင်တော့ video link မပေးပဲအဲ့ဒီ MP3 file ကိုဒီနေရာမှာ upload တင်ပေးပြီးထုတ်ခိုင်းလိုက်ရုံပါပဲကျွန်တော်ကတော့သူမှားရွေးလိုက်တဲ့သချင်းတိုင်းပဲလုပ်ပြပါမယ်ဗျကဲဒီမှာဆိုရင်သချင်းစာသား lyrics တွေနဲ့ AI မှာသချင်းသွားထုတ်ဖို့ prompt ပါထွက်လာပါပြီပြီးရင်တော့ဒီအပေါ်နားက tag လေးကိုနှိပ်ပြီး site အသစ်ခေါ်လိုက်ပါပြီးရင်တော့ make bass music လို့ရိုက်ရှာပါပြီးရင်တော့ကျွန်တော်ဝင်ပြလိုက်တဲ့ဒီ website ကိုရှာပြီးဝင်လိုက်ပါဝင်ပြီးပြီဆိုရင်တော့ sign up လေးလုပ်ဖို့တော့လိုပါတယ်ဗျဒါလည်းလွယ်ပါတယ်ကိုယ့်ရဲ့ Google account ကိုဝင်ပြီးလိုက်ရုံပါပဲအကောင့်ဝင်ပြီးပြီဆိုရင်တော့ပထမဆုံးမြင်ရမယ့်မြင်ကွင်းမှာဆိုရင် simple နဲ့ custom ဆိုပြီး tag နှစ်ခုရှိနေတာကိုမြင်ရပါမယ်ပြီးရင်တော့အောက်နားလေးမှာဆိုရင် lyric ဆိုတဲ့သချင်းစာသားထည့်ပေးရမယ့်နေရာ text box တစ်ခု style ဆိုပြီး prompt ထည့်ပေးရမယ့် text box တစ်ခုနောက်ပြီးအောက်နားလေးမှာကျတော့ title ဆိုပြီးသချင်းခေါင်းစဉ်ရေးပေးရမယ့် text box ဆိုပြီး၃ခုရှိနေပါမယ်ဗျအရင်ဆုံး lyric text box မှာခုန Gemini ကထုတ်ပေးလိုက်တဲ့သချင်းစာသားကို copy paste လုပ်ပေးလိုက်ပါ
ပြီးရင်တော့ style နေရာမှာလဲခုန Gemini ကထုတ်ပေးလိုက်တဲ့ prompt ကို copy paste လုပ်လိုက်ပါGoogle Gender နေရာမှာတော့အဆိုတော်က main ကလေးလားယောက်ျားလေးလားဆိုတာရွေးပြရပါမယ် Advanced options မှာတော့ bar နှစ်ခုလုံးကို80%စီထားပေးရင်ရပါပြီပြီးရင်တော့ title မှာသချင်းခေါင်းစဉ်ရေးပေးလိုက်ပါနောက်ဆုံးအဆင့်ကတော့ create ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ညာဘက်ချမ်းမှာသချင်းကိုမတူညီတဲ့တန်စင်နှစ်ခုနဲ့သချင်းနှစ်ပုတ်ထုတ်ပေးနေပါပြီဒီနေရာမှာတော့ဒီမြင်းချောင်းလေးတွေနေရာမှာမိနစ်နဲ့စက္ကန့်လေးတွေလာမပေါ်မချင်းမိနစ်အနည်းငယ်စောင့်ပေးရပါမယ်မိနစ်နဲ့စက္ကန့်လေးတွေပေါ်လာပြီဆိုရင်တော့သချင်းကိုဖွင့်ကြည့်လိုက်ပါဒါဆိုရင်တော့သချင်းတော်တော်လေးကိုနားထောင်လို့ကောင်းပြီးမြန်မာလိုလဲတော်တော်လေးပီပီသားသားရှိပါတယ်ဗျဒီနေရာမှာကျွန်တော် Suno AI ကိုမသုံးဘဲ Make Best Music AI ဘာလို့သုံးတာလဲလို့မေးရင်အဖြေကထားပါပဲ Free version မှာမြန်မာလိုအပြည့်ပြည့်စုံထုတ်ပေးနိုင်တာဆိုလို့လောလောဆယ် Make Best Music AI ပဲရှိပါတယ်ဒါကသူ့ရဲ့အားသာချက်ပေါ့အားနည်းချက်အနေနဲ့ကတော့သူက free ရတယ်ဆိုပေမဲ့ Suno AI လို့တချင်းကို download ဆွဲလို့မရတဲ့အချက်ပါပဲ
ဒီမှာဆိုရင် download mp3 ကိုနှိပ်လိုက်တဲ့အခါသူကငွေပေးချီခိုင်းနေတာကိုတွေ့ရမှာပါဒါပေမဲ့စိတ်မပူပါနဲ့ကျွန်တော်လုပ်ပြတဲ့အတိုင်းပဲဆက်လုပ်သွားလိုက်ပါအရင်ဆုံး download ဆွဲမရတဲ့ဒီသချင်းတွေကိုယူဖို့အတွက်ကျွန်တော်တို့ခုနောက်ပိုင်းဖုန်းတော်တော်များများမှာပါဝင်လာတဲ့ screen recording ကိုအသုံးပြုရပါမယ်ဗျာ screen recording ကိုဖွင့်ဖို့အတွက် notification bar ကိုဆွဲလိုက်ပါကျွန်တော်ဖုန်းမှာတော့ဒီနေရာမှာပေါ်နေပါတယ်ဗျာတကယ်လို့မိတ်ဆွေတို့ရဲ့ဖုန်းမှာလာမပေါ်ဘူးဆိုရင်ဒီ4000ခွက်လေးကိုနှိပ်ပြီးရှာကြည့်ပါတော်တော်များများဖုန်းတွေမှာပါပါတယ်ဗျာOkay screen recording ကိုဖွင့်ပြီးရင်တော့စပြီး recording လုပ်ဖို့အတွက်ဒီအနီရောင်လေးကိုနှိပ်လိုက်ပါဒါဆိုရင်သူစပြီး screen video recording လုပ်နေပါပြီခုနအနီရောင်လေးကိုနှိပ်ပြီးရင်တော့သချင်းကိုဒီတိုင်းအဆုံးထိဖွင့်ထားလိုက်ပါသချင်းဆုံးသွားပြီဆိုရင် screen recording ကိုပိတ်လိုက်လို့ရပါပြီပြီးရင်တော့ Google Play Store ကိုဖွင့်ပါဒီနေရာမှာ Google account မဝင်သေးရင်ခုကျွန်တော်လုပ်ပြတဲ့အတိုင်းသာဝင်လိုက်နော်အကောင့်ဝင်ပြီးသွားရင်တော့ search bar မှာ video to mp3 လို့ရိုက်ရှာလိုက်ပါပြီးရင် video mp3 converter ဆိုတဲ့ဒီ app လေးကိုနှိပ်ပြီး install လုပ်ပေးလိုက်ပါဗျာပြီးရင်တော့ open ကိုနှိပ်ပြီးဖွင့်လိုက်ပါ app ပွင့်လာရင်တော့သူတောင်းတဲ့ permission ကိုတော့ခုကျွန်တော်လုပ်ပြသလိုပဲ allow ပေးဖို့လိုပါမယ်ဗျအားလုံးပြီးရင်တော့ choose file ကိုနှိပ်ပြီးခုန screen recording လုပ်ထားတဲ့ video ကိုရွေးလိုက်ပါပြီးရင်တော့သချင်းစားတဲ့အချိန်နဲ့သချင်းဆုံးသွားတဲ့အချိန်ကိုခဏမှတ်ထားလိုက်ပါပြီး
ပြီးရင်တော့မိနစ်နဲ့စက္ကန့်တွေနဲ့ပြထားတဲ့ဘေဘက်နဲ့ညာဘက်နှစ်ဖက်စလုံးက icon လေးတွေကိုနှိပ်ပြီးခုနမှတ်ထားတဲ့သချင်းရဲ့အစနဲ့အဆုံးအချိန်ကိုမှန်မှန်ကန်ကန်ထည့်ပေးလိုက်ပါပြီးရင်တော့ format နေရာမှာ MP3 ဆိုတာကိုရွေးပြီး convert ကိုနှိပ်လိုက်ရင်သချင်းဖိုင်အဖြစ်သူပြောင်းနေပါပြီပြီးသွားရင်တော့ file manager ကိုဖွင့်ပြီး internal storage ထဲကိုဝင်ပြီးတော့ music ထဲကိုဝင်ကြည့်လိုက်ပါဒါဆိုရင်တော့ခုနပြောင်းလိုက်တဲ့ MP3 သချင်းဖိုင်ကိုဒီမှာရပါပြီဗျအခုဆိုရင် download ဆွဲလို့မရတဲ့သချင်းတစ်ပုဒ်ကိုကိုယ့်ဖုန်းထဲကိုအပြီးကူးယူနိုင်လိုက်ပါပြီဒီ MP3 file ကိုကိုကြိုက်တဲ့ video editor ကိုသုံးပြီး content တွေဖန်တီးလို့ရတယ်လို့ကိုကြိုက်တဲ့ဘယ် social media ပေါ်ကိုမဆို copyright ကင်းရှင်းနဲ့ upload လုပ်လို့ရပါပြီဖြစ်ပါတယ်ဗျဆိုတော့ဒီ video လေးကဒီလောက်ပါပဲအားလုံးအဆင်ပြေကြပါစေ channel ကို subscribe မလုပ်ရသေးရင် subscribe like share လေးလုပ်ပြီးဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက် video မှာပြန်ဆောင်ကြတာပေါ့